အားလုံးပဲမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ဒီနေ့ Android ပေါက်လေးတစ်မျိုးလေးနဲ့မိတ်ဆက်ပေးမယ်ဒီ Android ပေါက်လေးကကျွန်တော်မိတ်ဆွေတွေအမေအများဆုံးဖြစ်နေတဲ့မေကွန်လေးလည်းပါတယ်ဗီဒီယိုလေးကိုကျေးဇူးပြုပြီးတော့ဆုံးအောင်လေးကြည့်ပေးကျွန်တော်ဒီထက်မှဆက်ရဲ့အချက်လက်ကိုစုံလင်စွာလည်းပြောပြပေးမယ်ပြီးတော့ဈေးနှုန်းလေးရောလိုအပ်တဲ့ဟာလေးတွေအကုန်လုံးတစ်ခါတည်းပြောပြပေးမယ်အဲ့တော့ကျွန်တော်မိတ်ဆွေတွေတချို့မိတ်ဆွေတွေကပြောကြတယ်ဒီမှာ Android ပေါက်လေးတွေဈေးတက်တာမရှိကြဘူးလားဈေးတက်တာမရှိဘူးလားခဏခဏမေးတယ်အဲ့တော့ကျွန်တော်ဒီမှာကျွန်တော်ရောင်းနေကြပဲ H96 Max CD တွေရပဲဖြစ်တယ်အဲ့ထဲရောမှာဈေးလဲလုံးဝတက်တောင်လေးနဲ့သုံးရမယ်ပြီးတော့ quality ဘိုင်းကလည်းမမင်းနဲ့လုံးဝပါဇက်ကရွတ်သမျှ fashion တော်တော်များများကိုပါတယ်ဆက်ကိုလည်းကြည်တိုင်းမိတ်ဆွေတို့အဖြူလေးချစ်စရာလေးတော်တော်မှမိုက်တယ်ဟိုဆက်က run to storage system နဲ့လာမယ်သူ့ထဲမှာဆိုရင်ဒီမှာ HDMI ပေါက်တွေ USB ပေါက်တွေအကုန်လုံးပါပြီးသားဖြစ်တယ်နောက်သူ့ထဲမှာအားသာချက်လေးတွေကဘာကောင်းသွားမလဲဆိုတော့ဒီမှာကျွန်တော်တို့သူ့ထဲမှာဆိုရင်remove ကလုံးဝမှ update ဖြစ်သွားပြီ remove ကလုံးဝမှကျွန်တော်တို့ဒီမှာ voice control ပါလာပြီ voice main နဲ့မိတ်ဆွေတို့ဒီမှာ YouTube မှာလိုချင်တဲ့ဟာကိုအတန်နဲ့လည်းရှာယူလို့ရတယ်လို့ဒီမှာ remove ကလည်းလုံးဝ wireless remove ဖြစ်သွားပြီဒီမှာမိတ်ဆွေတို့ဆက်ကိုတဲ့ပြနေစရာမလိုလိုချင်တဲ့ပုံစံနှိပ်တာနဲ့ကောင်းမွန်စွာအလုံးလုံးမှာဖြစ်တယ်ဆက် quality တော်တော်လေးကိုမှမိုက်တယ်သူ့ထဲမှာဒီမှာ adapter ပါပြီးသားဖြစ်တယ် HDMI ကြိုလေးလည်းပါအောင်မယ် user manual လေးတစ်ခုပါမယ်ဒီမှာ remove ပါမယ်အားလုံး set အစုံလင်ပါပြီးသားဖြစ်တယ်ဒီမှာ Play Store ဘာညာလဲလုံးဝအဲ့ဒါကင်းသုံးလို့ရမယ်ဒီမှာသူ့ထဲမှာ YouTube တွေပါနဲ့ဘာတွေအကုန်လုံးသုံးလို့ရမှာဖြစ်တယ်မိတ်ဆွေတို့ဒီထဲမှာဆိုရင် Android လဲ14နဲ့လာမယ်Bluetooth fashion ကအစားဒီထဲမှာပါတယ် fashion လေးလည်းတော်တော်စုံတယ်လို့ set quality ရတော်တော်လေးမိုက်တယ်ဈေးလည်းတော်တော်လေးကိုမှချိုးတယ်မိတ်ဆွေတို့ဘောလုံးပွဲတွေမြန်မာစာလန်းထိုးရုပ်ရှင်တွေအဆင်ပြေချောမွေးကြည့်လို့ရမှာဖြစ်တယ်တော်တော်လေးကိုမှပစ္စည်းကောင်းတယ်ကျွန်တော်အကောက်ထဲမှာလည်းဖုန်းနံပါတ်လေးတင်ပေးထားတယ်ဆက်သွယ်မှာယူနိုင်တယ် Viber ဖြစ်စေဖုန်းဖြစ်စေဆက်သွယ်မှာယူနိုင်တာဖြစ်တယ်ဒီဆက်က3သိန်းနဲ့1000ကျပ်ပဲကြောက်မှာဖြစ်တယ်အိမ်အောင်ငွေချေလေးလည်းပို့ပေးတယ်အားလုံးကျေးဇူးပါ